နေ့တစ်နေ့ကိုဖြတ်သန်းပြီးတဲ့အခါစိတ်တိုင်းမကျတဲ့အဖြစ်တွေရှိရင်ရှိမယ်ကိုအားမလို့မရဖြစ်တာတွေကြုံရင်ကြုံမယ်စိတ်ပြက်လက်ပြက်နဲ့ရှေ့မဆက်ချင်တော့တဲ့အချိန်တွေရှိကောင်းရှိမယ်ကိုမလုံနိုင်တော့ပါဘူးမတက်နိုင်တော့ပါဘူးလို့စိတ်ကြစိတ်အားငယ်သွားတဲ့နေ့ရက်တွေရှိရင်ရှိမယ်ဒါပေမဲ့ညတညအဆုံးသက်သွားတဲ့အခါနောက်နေ့တစ်နေ့ကို energy အပြည့်နဲ့ဖြတ်သန်းသွားဖို့လိုပါတယ်ဘဝမှာလုံမဖြစ်မဲ့အရာတွေအတွက်ရှောင်ပုန်းနေလို့မရဘူးတစ်ချိန်မလို့ရင်တစ်ချိန်မှာစုလို့ရပါလိမ့်မယ်အချိန်တင်တော့အပင်မမခံရင်အချိန်လိမပင်မဆုံးဖြစ်ရလိမ့်မယ်အခက်အခဲကိုပူကျော်နိုင်တဲ့သူသာပူပျော်နိုင်တဲ့သူပါဘဝဆိုတာရှင်တန်နေဖို့ပါပဲဟုတ်ပါတယ်ဗျာဘဝဆိုတာရှင်တန်နေဖို့ပါပဲဘာပဲဖြစ်နေအဲ့တော့ဘဝကိုအကောင်းဆုံးရှင်တန်ပါလို့ဆုတောင်းပေး